2026 ခုနှစ်အတွင်းရေဘေးအန္တရာယ်ကြောင့်အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေခဲ့ရတဲ့ဒုက္ခသည်ပြည်သူတွေအတွက်ပြည်သူအချင်းချင်းရိုင်းပင်းကူညီကြတဲ့စိတ်ဓာတ်ဟာအလွန်ပဲဆက်ပါဆန်သိခဲ့ရပါတယ်။တဘောဘေးအန္တရာယ်ကြောင့်အိုးအိမ်စီစဉ်တွေဆုံဆုံရပြီးတောကရောက်နေကြတဲ့အချိန်မှာမိမိတို့ရဲ့တက်နိုင်သမျှလောက်အားငွေအားစေတနာအားကိုပုံအော်ပြီးအကူအညီလိုအပ်တဲ့နေရာတွားရောက်လှူဒန်းပေးခဲ့ကြတဲ့ကေစီပေးခဲ့ကြတဲ့သူတွေပေါင်းများစွာရှိခဲ့ရပါတယ်။ဒီထဲမှာပြည်သူတွေရဲ့ရင်ထဲမှာအမတ်တရားဖြစ်ကြံခဲ့ပြီးအစွမ်းကုန်ပါဝင်ကူညီပေးကြတဲ့ထိုင်ရှားသူပုဂ္ဂိုလ်တုံဦးရဲ့လက်စားဖွယ်ရာလူမှုကူညီရေးလှုပ်ဆောင်ချက်တွေကိုစေတနာရှိထားရဲ့ဂုဏ်ပြုဖော်ပြပေးခြင်းပါတယ်။ပထမဥစွာပြောချင်တာကတော့ပြည်သူအခြေအနုပညာရှင်တို့ဖြစ်တယ်လို့ဘာရိုက်တာလုပ်ငန်းတွေမှာလည်းအမြဲတမ်းရှေ့တင်ကနေတသက်ကြွပါဝင်လေးရှိသူဖြူဖြူထွေးပဲဖြစ်ပါတယ်။2026ရေဘေးတန်ကြောင်တရားတွေကိုကူညီရမှာလဲသူမဟာအဝေကနေဝေကျေးလှူဒန်းရုံတမ်းမဟုတ်ပဲရေဘေးတန်ပြည်သူတွေစီကိုယ်တိုင်ကိုချသွားရောက်ပြီးစားနပ်ရိက္ခာများတောက်တုံးရည်နဲ့လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများကိုတိုက်ရိုက်လက်ဝေအရောက်ပေးအပ်လှူဒန်းခဲ့ရပါတယ်။သူမရဲ့ပေါ်လန်ယူတာပြီးနှွေးထွေးတဲ့အပြုတ်မှုတွေကြောင့်ရေဘေးကြောင့်စိတ်သက်သာနေကြတဲ့ဒုက္ခသည်တွေအတွက်ငွေကြေးအကူအညီတန်းမကပဲကြီးမားတဲ့စိတ်သက်ခွန်အားတွေကိုပါပေးဆောင်ခဲ့ပါတယ်။ဒူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်လဲအကူအညီလိုအပ်နေတဲ့ပေးတဲ့ဒေတာတွေရဲ့အခြေအနေကိုအချိန်နဲ့တပြည့်ညီဖော်ပြခဲ့ပြီးအခြားလူတန်းချင်သူတွေကိုပါဝင်လာအောင်လှုံ့ဆော်စည်းရုံးပေးနိုင်ခဲ့တဲ့လူမှုကူညီရေးသူရဲကောင်းတို့ဖြစ်ခဲ့ရပါတယ်။ဒုတိယမြောက်ဖော်ပြချင်တာကတော့စေတနာထက်သန်စွာနဲ့ရေပေးတံပြည်သူတွေစီအရောက်သွားခဲ့တဲ့ပုတုပဲဖြစ်ပါတယ်ပုတုဟာရေပေးအန်ဒီရဲ့စာတန်ဖြစ်ပွားချိန်ကစားလို့ခက်ခဲနေတဲ့ရေကြီးရေရှမ်းနေတဲ့ဒေတာတွေစီရောက်အောင်သွားကကေစီရဲ့လုပ်ငန်းတွေကိုမနာမနေလှုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ကုညီရေးပစ္စည်းတွေအစအတောက်တွေကိုတည်ယူပို့ဆောင်ရမှာလမ်ပတ်ဆက်တွေရဲ့ခက်ခဲမှုများစွာရှိပေမဲ့မစုံမနဲ့ပဲစိတ်တက်တဲ့ဒုက္ခတွေရဲ့လက်ထက်အရောက်အောင်ပို့ပေးခဲ့ချင်ပါတယ်။တော်လာမှုခက်ခဲတဲ့ခြေလက်ဒေတာတွေအထိကိုယ်တိုင်စင်ပြီးလေတွေစက်တွေနဲ့တွားရောက်ကစားနေရိတ်ခါဝေဟာပေးခဲ့ပုံတွေဟာပြည်သူတွေရဲ့ရင်ထဲမှာလေးစားအတူယူဖွယ်ရအဖြစ်ဖြစ်တွေအဖြစ်ကြံရက်ခဲ့ရပါတယ်။နောက်ထပ်အကိုထိုက်တဲ့ပုဂ္ဂိုလ်တူကတော့ကိုတီလျောက်ပါရိုက်တာစွာအားကိုပြသခဲ့သူထမန်ပဲဖြစ်ပါတယ်။ထမန်ဟာရေပေးတန်းဒေတာတွေမှာအသက်အန္တရာယ်ဆိုရင်ရတဲ့အထိရေနဲ့ပိုင်းရောက်ရှိနေသူတွေကိုကေစီရေးလှေများနဲ့တွားရောက်ကေထုတ်ပေးခဲ့တယ်လို့စားနေရိက္ခာမရောက်ရှိနိုင်တဲ့နေရအထိပါအရောက်သွားပြီးကူညီပေးခဲ့သူဖြစ်ပါတယ်။သူရဲ့ရေရင်ပြတာတဲ့ကူညီဆောင်ရွက်မှုတွေဟာပြည်သူခရောက်နေသူပြည်သူတွေအတွက်အလွန်ပဲအဖို့တန်ခဲ့ပါတယ်။ကိုကျုံမငေးပဲပြည်သူအတွက်ရှေ့ထွက်ကူညီပေးခဲ့တဲ့ထမန်ရဲ့စေတနာနဲ့ကြိုးပမ်းမှုတွေဟာ2026ရေပေးကေစီရေးတမိုင်းမှာထင်ရှားတဲ့ပြည်သူအမှန်တခုဖြစ်ခဲ့ရပါတယ်။ငကိုကလေးကရိုင်းပန်းကူညီတတ်တဲ့မြန်မာပြည်သူတွေရဲ့စိတ်ဓာတ်အတိုင်းဖြူဖြူထွေးပူတူနဲ့ထမန်တို့လိုပုဂ္ဂိုလ်တွေရဲ့ဥဆောင်ပါဝင်မှုတွေအစွမ်းကုန်ပေးဆက်မှုတွေကြောင့်ဒုက္ခတွေပေါင်းများစွာအခက်အခဲများစွာကိုတက်တာရစေခဲ့ပါတယ်။သူတို့ရဲ့အတူယူဖွယ်ရာစေတနာရှင်လုပ်ရက်တွေဟာလူသားချင်းစာနာမှုရဲ့ပြရုပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဖြစ်ခဲ့တဲ့ချိန်တိုင်းမှာစီလုံးညီညွတ်စွာနဲ့လက်တွေ့ကူညီကြတဲ့အလှူရှင်များပါရိတ်တသမားများအားလုံးကိုလည်းကပါတည်တရွေ့အမှတ်တရဂုဏ်ပြုနေကြမှာဖြစ်ပါတယ်။ပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။